ရွှေပြန်ရောင်းတဲ့အခါပတ်စံရပြီးတော့ရွှေစင်းမသိဘူးဆိုရင်ဒီတွက်နီးနဲ့တွက်ကြည့်ပါရွှေကကြတော့တပင်းနဲ့9.5ရွေးပေးထားတယ်တဲ့ပတ်စံ9သိန်းပဲရတယ်အဲ့တော့ရွှေဈေးဘယ်လောက်လဲပေါ့နော်အဲ့တော့စူဇန်ခက်မှန်းခြေလေးကိုမှတ်ပြပေးမှာဖြစ်ပါတယ်တပင်းနဲ့9.5ရွေးဆိုတော့စူဇန်တို့2ရွေးပြည့်ဖို့0.5လေးပဲလို့တယ်အဲ့တော့ sorry 2ပဲပြည့်ဖို့0.5လေးပဲလို့တယ်အဲ့တော့စူဇန်က2ပဲနှုံးနဲ့မှန်းပြီးတော့မှတွက်ပေးမှာဖြစ်ပါတယ်အဲ့တော့တက်နီလေးကိုတကြည့်ကြမယ်15ပဲရေတပဲနဲ့9.5ဆိုတော့2ပဲပြည့်ဖို့0.5ပဲလို့တယ်အဲ့တော့စူဇန်2ပဲနဲ့တွက်ပြပေးမယ်ငွေက9သိန်းပေးရတယ်တဲ့အဲ့တော့ဘယ်လိုတွက်ရမလဲဆိုတော့ငွေ9သိန်းကို2ပဲပေးခဲ့တယ်ပေါ့နော်အဲ့တော့တပဲကိုဆိုရင်တော့2သိန်းခွဲပဲထားပါတော့တစ်ချက်မှာဆိုရင်16ပဲရှိတယ်ဒီ2သိန်းခွဲကနေ16မြောက်လိုက်တဲ့အခါမှာ340ရမယ်အဲ့တော့စူဇန်တို့15ပဲရေကကြတော့340ဝန်းကျင်လောက်ဝယ်ရတာဖြစ်ပါတယ်အတိအကျဆိုလို့ရှိရင်တော့စူဇန်ကိုပေါင်းချလေးပြတာကပို့ပြီးတော့မှကောင်းပါတယ်ရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုတေချာသိခြင်းနဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့ဘယ်ကစမှမသိဘူးရွှေကို online ကနေမှတစ်ဆင့်စပြီးတော့မှရောင်းချခြင်းနဲ့ customer အများကြီးနဲ့ဟာအရန်ရောင်းကောင်းခြင်းနဲ့ရွှေကိုကနေမှအပြင်မှာစပြီးတော့ဆိုင်ဖွင့်ဖို့အကောင့်ထဲပေါ်တော့မယ်ကိုယ့်ရဲ့သားစိတ်မြည်ဆက်ရွှေပညာတွေကိုလက်ဆင့်ကမ်းခြင်းနဲ့ရွှေလုပ်ငန်းနဲ့ကိုယ့်ရဲ့ဘဝတိုးတက်ချမ်းသာလုပ်ခြင်းနဲ့ဆိုရင်စူဇန်စီမှာရွှေပညာကိုမှအခြေခံအစိမ့်မြင့် moment သင်တန်းနဲ့တခြားသောသင်တန်းတွေအများကြီးရှိပါတယ်ဒီထဲကနေမှအခြေခံအစိမ့်မြင့် moment သင်တန်းက online class ရောအပြင်တွေ့ပါဖွင့်နေပြီဖြစ်တဲ့ခါကျမှကိုအနေနဲ့တိရောက်သိရခြင်းနဲ့ဆိုရင်တော့စူဇန်နဲ့လာတွေ့ဖို့လိုပါတယ်အော်အပြင်တွေ့ဆိုလို့စူဇန်တို့အပြင်တွေ့ကမော်လမြိုင်နေပြည်တော်ရန်ကုန်ပသိမ်မြို့တွေမှာစတင်ဖွင့်လှစ်နေပြီဖြစ်တဲ့ခါကျမှအသေးစိတ်သင်ယူခြင်းတဲ့သူတွေအတွက်အញ្ញံလာတွေ့ဖို့ဖိတ်ခေါ်ပါတယ်လူနေစုစာလက်ခံပါတယ်နော်ကျေးဇူးပါ